အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဗာပြောပြခြင်းလဲဆိုလို့ရှိရင်အကျွေးကိစ္စပေါ့နော်အကျွေးကိစ္စဆိုတာဘယ်လိုဟာမဟုတ်လဲသူများကိုအာမခံတာကိုကရစရာရှိတာသူများကိုပေးစရာရှိတာအဲ့ဒါလို့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးလို့ရှိရင်နေ့စဉ်နဲ့များကျွန်တော်စီမှာပေါ့နော်အဲ့တော့ဗီဒီနာမေးတဲ့သူတွေအဲ့ဒီထဲမှာဘာတွေတွေးရလဲဆိုလို့ရှိရင်အကျွေးဆရာကြီးအကျွေးရရမယ်ကိစ္စမရဘူးပေးရမယ့်ကိစ္စတွေလည်းမပေးနိုင်ဘူးအဲ့တော့အာမခံထားတဲ့ကိစ္စတွေမှာသူများလိန်သွားတယ်ကျမတို့စိုက်ပြီးရောရတော့မယ်ကျွန်တော်တို့စိုက်ရတော့မယ်အဲ့ဒါလိုဟာမျိုးတွေရှိတယ်ယောက်ျားတွေမှာလည်းရှိသလိုအမျိုးသမီးတွေမှာလည်းရှိတယ်ညာတော့အပြင်အမျိုးသမီးတွေမှာပို့ပြီးတော့ဒီကိစ္စတွေများများဆဆကြုံရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလိုကိစ္စမျိုးတွေကြုံပြီးဆိုရင်ဘာလုပ်ရမလဲနံပါတ်1ပေါ့နော်ကြာတာပရင်းနေ့မှာကြာတာပရင်းနေ့မနက်ပိုင်းပဲဖြစ်ဖြစ်ညနေပိုင်းပဲဖြစ်ဖြစ်ကြာတာပရင်းနေ့တနေ့မှာဆရာသမားမိဘနော်ဆရာသမားပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်အဲ့ဒါလိုမျိုးပုံကိုယ်တွေကိုအင်ကြီးလေးတစ်ထည်လက်ဆောင်ပေးလိုက်အင်ကြီးအဲ့တော့အင်ကြီးကအဟောင်းတော့မရဘူးအစ်စ်ပေါ့နော်အစ်စ်အဲ့ဒီအင်ကြီးကလည်းအဖြူရောင်ဖြစ်ရမယ်အဲ့ဒီအဖြူရောင်လေးရဲ့အပေါ်နှခမ်းရဲ့အောက်နှခမ်းလေးမှာအကျွေးကြည်စီအကျွေးပြန်ရစီဆိုပြီးတော့ရေးမယ်ရေးပြီးတော့အဲ့ဒါကိုလက်ဆောင်ပေးလိုက်နော်လက်ဆောင်ပေးလိုက်ရင်အဲ့တော့ तू ကဒါလေးကိုတွေ့မှာပဲတွေ့လို့ရှင်ကိုဩ तू ကအကျွေးတွေများနေတယ်အဆင်ပြေပါစေဆိုတော့ဆူတောင်းမြတ်တာ तू ပို့မှာပေါ့အဲ့တလို့မျိုးတွေလုပ်လိုက်ကျွန်တော်ကတော့အဲ့လိုမျိုးအကျွေးတွေနဲ့ပတ်သက်ပြီးပေါ့နော်များနေတဲ့သူဆိုလို့ရှင်ဆရာဘာလို့ခြင်းလဲလို့ကျွန်တော်မေးကျွန်တော်ကအင်ကြီးလေးတစ်ထည်လောက်ဟဲ့အဲ့တော့မြင်းကောင်းစွတ်ကျဲလေးဒါမှမဟုတ်လို့ရှင်လဲဘဲငန်းစွတ်ကျဲလေးအဲ့တလို့ဟာမျိုးလေးကျွန်တော်တောင်းလိုက်တယ်တောင်းလိုက်ပြီးလို့ရှင်အဲ့မှာရေးဆိုပြီးတော့အဲ့တိုင်းလုပ်တယ်အဲ့ဘဲငန်းစွတ်ကျဲလေးမှာပေါ့နော်အတွင်းထဲမှာအကျွေးတွေအမြန်ရစေဘဒုစီကပေါ့နော်အကျွေးအမြန်ဆုံးရစေအဲ့တလို့မျိုးကျွန်တော်ရေးခိုင်းပြီးအဲ့ဒါတွေကိုကျွန်တော်ဝတ်တယ်ဝတ်တော့အဲ့ဒီဟာလေးနဲ့ကျွန်တော်ပရိစိတ်တယ်ပေရင်ဟောတယ်တရားထိုင်တယ်စသည်အားဖြင့်အဲ့လိုဟာမျိုးလှုပ်ပေးတာလှုပ်ပြီးတော့မကြခင်မှာသူတို့တွေအကျွေးတွေနဲ့ပတ်သက်ပြီးကြေသွားတယ်ဒါကတော့အကျွေးရကြောင်းထဲမှာလှုပ်လို့လွယ်လေးတကူလှုပ်လို့ရတဲ့နီးပေါ့နော်အဲ့ဒါလူမျိုးမျိုးဘာသာမျိုးလှုပ်လို့ရတယ်အနေနဲ့အရက်အတိုင်းပြည်ကကျွန်တော်မိတ်ဆွေတွေအဲ့တိုင်းလေးလှုပ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အကျွေးကိစ္စနဲ့ပတ်သက်ပြီးပူပင်စရာမရှိတော့ဘူးအဲ့တော့အကျွေးဆိုတာမျိုးကခက်တယ်ဗျကိုကပေးလိုက်တော့ကလွယ်လင့်တကူပဲပြန်တောင်းဖို့ကြတော့ခက်တယ်အဲ့တော့နောက်အကျွေးနဲ့ပတ်သက်ပြီးကိုကစင်ကျင်ပြီးပေးပေါ့ရမယ်သူပဲပေးမရမယ်သူမပေးနဲ့လောဘတ်လည်းအယံမကြည့်ပါနဲ့နော်အဲ့တော့လောဘတ်ကြည့်ရင်အလိန်ခံရတတ်တာပေါ့အညာခံရတတ်တာပေါ့အဲ့တော့လောဘတ်မကြည့်ပါနဲ့နော်အဲ့ဒါလေးသတင်းကောင်းလာပါတာပါကဲကျွန်တော်မိတ်ဆွေရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြုပါစေကျွန်တော်ကြော်စင်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992538038ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးရင်မေးဖို့နာမည်စင်းပေးလို့ရပါတယ်အဲ့တော့ဒီအကျွေးကိစ္စများတယ်ဆိုလို့ရှင်တော့ကျွန်တော်စီမှာမီးထွန်းပေးတာမျိုးရှိပါတယ်အဲ့မီးထွန်းတယ်ဆိုလို့ရှင်တော့သူကကုန်ကြစိတ်နည်းနည်းလေးရှိပါတယ်အဲ့မီးထွန်းတဲ့အခါမှာကြတော့ရှင်လဲသူကသူ့ရဲ့ဇာတာကိုကြည့်ပြီးတော့ကျွန်တော်တို့ကလုပ်ပေးရတာပေါ့နော်ကိုယ့်ရဲ့ဇာတာနောက်ပြီးတော့အဲ့ကိုရစေခြင်းတဲ့သူရဲ့နာမည်အဲ့လိုဟာမိုးတွေကိုလည်းကျွန်တော်ယူပါတယ်ယူပြီးတော့အဲ့ဒါကိုမီးဖျောင်းနိုင်ပေါ့နော်ဖျောင်းနိုင်အဲ့ဒါစီမံပေးတယ်အဲ့ထဲမှာရိုးဖျောင်းနိုင်မဟုတ်ဘူးသူကအင်းတွေစမတွေအဲ့လိုဟာမိုးတွေနဲ့လုပ်ပြီးတော့မှသူ့ပေးတာအဲ့လိုဟာမိုးပေါ့နော်အကျွေးပြန်ရစေတဲ့စမတွေဂါထာတွေအဲ့ဒါတွေရွတ်ဖတ်ပြီးတော့မှသူ့ကိုစီမံပေးတာအဲ့လိုဟာမိုးလည်းလုပ်လို့ရပါတယ်နော်ကဲဒီလောက်ပါပဲအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေဗီဒီယိုဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေ12:00နာရီအတွင်းကိုနာမည်စင်းပေးမယ်ဖုန်းဆက်မယ်ညနေ3:00နာရီထိအောင်တူးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်းကဲကျွန်တော်ရဲ့အကျွေးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာပဲညီကုန်းချုပ်ပြရစီအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေနော်